MRTV4 ရုံးမြင့်တန်ကြားကြည့်ရှုနေသောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရန်ကုန်မြို့တွင်းမှာကျင်းပပြုလုပ်နေရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့အခမ်းအနားများပွဲမြင်ကွင်းမျိုးစုံကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးနေတဲ့ရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာဒီကနေ့ညနေမှာပရိသတ်များကိုတင်ဆက်ပေးခြင်းတဲ့အခမ်းအနားအစီအစဉ်ကတော့မင်းမဟော်ကုမ္ပဏီရဲ့အယောင်ကိုယ်စားလှယ်ကြီးများကိုဂုဏ်ပြုဧည့်ခံပြီးတဲ့ညသာစားပွဲအပြင်ကိုဂျပန်နိုင်ငံထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီကြီးများကနေပြီးတော့မင်းမဟော်ကုမ္ပဏီကိုမြန်မာနိုင်ငံရဲ့တဦးတဲ့ကိုယ်စားလှယ်အဖြစ်လွှဲအပ်တဲ့လက်မှတ်ရေးထိုးပွဲအခမ်းအနားကိုဒီကနေ့ပရိသတ်များကိုရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပရိသတ်များလည်းဆက်လက်ကြည့်ရှုခံစားပေးပါဦးခင်ဗျာရုံးမြင့်တန်ကြားကြီးပြည်သူများခင်ဗျာဒီနေ့အခမ်းအနားကတော့မင်းမဟော်ကုမ္ပဏီလီမိတက်၏စိုက်ပျိုးရေးသုံးဆေးပစ္စည်းများအား2014-2015ဘဏ္ဍာနှစ်အတွင်းစေတနာအဖြစ်ဖြင့်စ조사အားထုတ်ရောင်းချပေးခဲ့ကြတဲ့အယောင်ကိုယ်စားလှယ်ကြီးများအားကျေးဇူးတုံ့ပြန်သောအနေဖြင့်ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တဲ့ဂုဏ်ပြုဧည့်ခံပွဲကြီးပဲဖြစ်ပါတယ်ခင်ဗျာရုံးမြင့်တန်ကြားကြီးပြည်သူများခင်ဗျာဒီကနေ့အခမ်းအနားကိုတော့ Yusna Hotel Ballroom မှာကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်မင်းမဟော်ကုမ္ပဏီလီမိတက်ရဲ့အဓိကဖြန့်ချီတဲ့စိုက်ပျိုးရေးသုံးဆေးပစ္စည်းများနဲ့ပတ်သက်ပြီးတော့မင်းမဟော်ကုမ္ပဏီလီမိတက်၏ CEO ဖြစ်သူဦးနေဦးအားယခုလိုမျိုးမေးမြန်းဖြစ်ခဲ့ပါတယ်အခုမင်္ဂလာပါခင်ဗျမင်္ဂလာပါညီလေးဟုတ်ကဲ့ပါအခုရဲ့နာမည်နဲ့လက်ရှိမင်းမဟော်ကုမ္ပဏီမှာလက်ရှိတာဝန်ယူဆောင်နေတဲ့အပိုင်းများကိုလည်းမိတ်ဆက်ပေးပါဦးဗျကျွန်တော်နာမည်ကနေဦးပါဗျမင်းမဟော်ကုမ္ပဏီမှာ CEO အနေနဲ့တာဝန်ထမ်းဆောင်ပါလို့ဗျဟုတ်ကဲ့ပါကိုမင်းမဟော်ကုမ္ပဏီမှာအဓိကဖြန့်ဖြူးနေတဲ့စိုက်ပျိုးရေးသုံးပစ္စည်းများနဲ့ပတ်သက်ပြီးတော့မိဘပြည်သူများကိုမိတ်ဆက်ပေးပါဦးဗျဟုတ်ကဲ့ကျွန်တော်မင်းမဟော်ကုမ္ပဏီကဗမာပြည်မှာစိုက်ပျိုးထုတ်လုပ်နေတဲ့တောင်သူများရဲ့သီးနှံအားလုံးမှာကြောက်ဖြက်စီးနေတဲ့ပူမယောဂါတွေကာကွယ်တဲ့ဆေးတွေသီးနှံအထွတ်တိုးဖို့အတွက်ဓာတ်မြေဩဇာတွေအားဆေးတွေကိုဖြန့်ဖြူးပေးနေပါတယ်ဗျဟုတ်ကဲ့ပါကိုဒီကနေ့ပြုလုပ်တဲ့ခန္ဓာရည်ရွယ်ချက်ကိုလည်းမိတ်ဆက်ပေးပါဦးဗျဒါကျွန်တော်တို့ကတော့ဒါမင်းမော်ကုမ္ပဏီ3နှစ်မြောက်မှာကျွန်တော်တို့နဲ့အတူလက်တွဲတဲ့စီးပွားဘက်ကိုယ်စားလှယ်တွေကိုဂုဏ်ပြုဧည့်ခံတဲ့အခမ်းအနားပါဗျဒါတော့ကျွန်တော်တို့ကုမ္ပဏီကနေကျွန်တော်တို့ကျေးဇူးရှင်တောင်သူတွေနဲ့လယ်သမားဒီကိုယ်စားလှယ်တွေကိုပြန်တော်ပြီးတော့ဂုဏ်ပြုဧည့်ခံတာပါဗျဟုတ်ကဲ့ပါကို2015-2016ဘဏ္ဍာနှစ်အတွက်ကိုအခုတို့မင်းမော်ကုမ္ပဏီရဲ့ share set လှုပ်ဆောင်သွားမယ့် plan နဲ့ပတ်သက်ပြီးတော့လည်းရုံးမြင့်တင်ကြားကြီးပြည်သူများမိတ်ဆက်ပေးပါဦးဗျဟုတ်ကဲ့ကျွန်တော်တို့မင်းမော်ကုမ္ပဏီကတော့ကျွန်တော်မြန်မာပြည်မှာရှိတဲ့တောင်သူတွေရဲ့အကျိုးကိုမျှော်ကိုးပြီးတော့ကျွန်တော်နဲ့တူဒီနှစ်မှာတော့ထိုင်းနိုင်ငံကနာမည်ကြီးကုမ္ပဏီဖြစ်တဲ့ Intercrop Mitsui နဲ့ပူးပေါင်းပြီးတော့ရေသွေးမြင့်တဲ့စိုက်ပျိုးဆေးဝါးတွေကိုဗမာတောင်သူတွေလက်ထဲကိုဖြန့်ဖြူးပေးပါမယ်။နောက်နည်းပညာအသစ်တွေကျွန်တော်တို့ဖြန့်ဖြူးပေးပါမယ်။အဲ့ဒါတွေကိုကျွန်တော်တို့တောင်သူတွေအကျိုးအတွက်ဗမာဥတီပြီးတော့လုပ်သွားဖို့ရည်မှန်းထားပါတယ်ဗျ။ဟုတ်ကဲ့ပါအခုရုံးမြင့်တန်ကြားကြည့်ရှုနေတဲ့တနိုင်ငံလုံးမှာရှိတဲ့မိဘပြည်သူများနဲ့တောင်သူဦးကြီးများကိုပေါ့မင်းမဟော်ကုမ္ပဏီကနေပြီးတော့တကယ်ကိုစေတနာထားပြီးကြိုးစားလျက်ရှိတဲ့ဒီဆေးဝါးပစ္စည်းတွေကိုယုံကြည်စိတ်ချစွာနဲ့အသုံးပြုနိုင်ကြောင်းကိုလည်းအခုအနေနဲ့မိတ်ဆက်စကားလေးနောက်ဆုံးပြောခဲ့ပါအောင်ဗျဟုတ်ကဲ့ကျွန်တော်ကတော့ပြောချင်တာကျွန်တော်တို့တောင်သူတွေအတွက်ကိုမင်းမော်ကနေသူတို့ပြီးနေနေထွက်တိုးဖို့လူမှုဘဝတွေမြင့်တင်ဖို့အတွက်တောင်တနေရာနေပြီးတော့ကျွန်တော်နဲ့တူဂျပန်နိုင်ငံရှိတဲ့ကုမ္ပဏီ Mitsui ထိုင်းနိုင်ငံမှာရှိတဲ့ Intercrop နဲ့ပူးပေါင်းပြီးတော့စ조사ဆောင်ရွက်ပြီးတော့ပံ့ပိုးသွားပါမယ်ဆိုတော့ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါကိုတိလို့တမအခုလိုမျိုးပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အခုကျွန်တော်တို့ MRTV4 မှာအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်နဲ့မင်းမော်ကုမ္ပဏီကလည်းညီလေးတို့ MRTV4 ကိုအများကြီးပဲကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့အယောင်ကိုယ်စားလှယ်တဦးဖြစ်တဲ့ဦးနိုင်ဝင်းအောင်အားယခုလိုမျိုးဆက်လက်မေးမြန်းဖြစ်ခဲ့ပါတယ်မင်္ဂလာပါကိုဟုတ်ကဲ့ပါဟုတ်ကဲ့ပါအခုရဲ့နာမည်နဲ့ဘယ်မြို့နေရာနေပြီးဒီကနေ့ပွဲကိုလာရောက်တယ်လဲသိချင်ပါခင်ဗျကျွန်တော်သကိုင်းတိုင်းဒေသကြီးမြို့နယ်ကပိုကေစိုက်ပေးဆက်ရလာရောက်ခြင်းဖြစ်ပါတယ်ဗျကိုနိုင်ဝင်းအောင်ဖြစ်ပါတယ်ကိုနိုင်ဝင်းအောင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျအခုအနေနဲ့မင်းမဟော်ကုမ္ပဏီကထုတ်လုပ်တဲ့ဆေးပစ္စည်းတွေကိုမှာယူပြီးတော့ရောင်းချဖြစ်တဲ့ပုံလေးကိုလည်းသိချင်ပါတယ်ဗျအဓိကအကြောင်းရင်းလေးဟုတ်ကဲ့quality product ကိုရန်သဘောကျလို့ရဖြစ်တာမင်းမော်ပစ္စည်းတွေကဆိုရင်သူများပစ္စည်းတွေနဲ့မတူဗျ quality မှာပိုင်းမှာမြင့်ထားတာလေအဲ့လိုမျိုးတောင်သူကလည်းသဘောကျတယ်တခုရှိရတော့ဈေးမှာတော့နည်းနည်းကြီးတယ်ပေါ့ဗျာဈေးကြီးပဲတောင်သူကသဘောကျလို့ဝယ်သုံးတယ်ဗျဈေးကွက်ထဲမှာယုံကြည်မှုပြေးဝရှိတယ်ပေါ့နော်အဲ့လိုမျိုးလေးဟုတ်ကဲ့ပါကိုမင်းမော်ကုမ္ပဏီနဲ့စတင်ပြီးတော့လက်တွဲတာဆိုလို့ရှိရင်ဘယ်နှခုနှစ်လောက်ကစတင်ပြီးလက်တွဲခဲ့တာလဲဗျဟုတ်ကျွန်တော်2012ခုနှစ်ကစပြီးတော့လက်တွဲခဲ့ရပြီဟုတ်ကဲ့ဗျဟုတ်မင်းမော်ကုမ္ပဏီနဲ့လက်တွဲလုပ်ပြီးတော့အလုပ်လုပ်ခဲ့တဲ့အချိန်မှာပေါ့နော်မင်းမော်ကုမ္ပဏီရဲ့အားသာချက်တွေလေးရှိလို့ရှိရင်လည်းပြပြပေးပါဦးဗျအားသာချက်ကတော့သူတို့ကမိသားစုစံတမ်းပဲတိစောက်ကြပါဘောနော်ဝန်ထမ်းရော
ကိုယ်တည်းလည်းရောက်တော့မိသားစုဆန္ဒပေါ့အဲ့လိုမျိုးတောင်သူလက်သမားပေါ်လဲမိသားစုဆန္ဒဆက်ဆံရပါတော့အဲ့ဒီအားသာချက်ရှိပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်တနိုင်ငံလုံးမှာကြည့်ရှုနေတဲ့တောင်သူဦးကြီးတွေရောမိဘပြည်သူများကိုလည်းမင်းမော်ကုမ္ပဏီကိုစားမင်းမော်ကုမ္ပဏီကထုတ်လုပ်ဖြန့်ကြည့်တဲ့တဘာဝစီပီစီတွေနဲ့ပတ်သက်ပြီးတော့နော်အခုဆက်လက်ပြီးအသုံးပြုဖို့အတွက်ဖိတ်ခေါ်စကားလေးပြောပြပါဦးဗျဟုတ်ကဲ့ဗျမင်းမော်ကုမ္ပဏီကတော့ဆက်လက်တင်တဲ့ဆေးတွေလည်းရည်သွေးမြင့်တဲ့ဆေးတွေပဲတင်သွင်းပြမှာများပါတယ်ကျွန်တော်တို့အဲ့အရာကိုယုံကြည်ချက်နဲ့လုပ်တယ်ပေါ့နော်ဟိုအာမခံပေးရတဲ့ဆေးနေပေါ့နော်ဒီဆေးပစ္စည်းပေါ့လေသူများဆေးပစ္စည်းလို့မတူဘူးဗျဥပမာကျွန်တော်တို့ double ဆိုလဲအဲ့လိုမျိုးပေါ့နေရာတိုင်းမှာပေါက်နေပေါ့လေအဲ့လိုမျိုးလေdouble ကိုလိုက်ရှာဝယ်ရတဲ့ဆေးနေတာဒါမျိုးလေးပေါ့နော် product တစ်ခုကိုနမူနာပြောပြပါတော့ဟုတ်ကဲ့ဗျဝယ်ယူကိုလည်းတောင်သူလက်မတွေကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပါကိုအခုလိုသိလို့တများကိုပြည့်ပြည့်စုံစုံနဲ့ဖြေချပေးတဲ့အတွက်အခုကျွန်တော်တို့ MRTV ဖုန်းမှာအထူးပဲကျေးဇူးတင်ပါတယ်ဗျကျွန်တော်လည်း MRTV ကိုကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ဗျအခမ်းအနားကိုတော့မင်းမော်ကုမ္ပဏီလီမိတက်မှ Managing Director ဦးနေဦးမှအဖွင့်နှုတ်ဆက်စကားပြောကြားပြီးအခမ်းအနားကိုစတင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ထိုင်းနိုင်ငံနဲ့ဂျပန်နိုင်ငံမှကုမ္ပဏီကြီးများမှမင်းမော်ကုမ္ပဏီအားမြန်မာနိုင်ငံ၏တဦးတည်းဖြန့်ချီရေးကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဆက်လက်ပြီးလက်ဆောင်လဲလှယ်ခြင်းများအမတ်တရဓာတ်ပုံရိုက်ကူးခြင်းများနဲ့နိုင်ငံကျော်ဒန်ဆာအဖွဲ့များရဲ့ဖျော်ဖြေတင်ဆက်မှုများအပြင်စူးစမ်းအားထုတ်မှုအကောင်းဆုံးသူများကိုဆုလက်ဆောင်များချီးမြှင့်ပြီးအခမ်းအနားကိုအောင်မြင်စွာပြီးဆုံးစေခဲ့ပါတယ်ခင်ဗျာMRTV4 ရုပ်မြင်သံကြားကြည့်ပရိသတ်များခင်ဗျာဒီကနေ့မိတ်ဆက်ပေးလိုက်တဲ့မင်းမဟော်ကုမ္ပဏီလီမိတက်အယောင်ကိုယ်စားလှယ်ကြီးများအားဂုဏ်ပြုအခမ်းပွဲနဲ့ထိုင်းနိုင်ငံဂျပန်နိုင်ငံမှကုမ္ပဏီကြီးများမှမြန်မာနိုင်ငံရှိတဦးတည်းဖြန့်ချီရေးကိုယ်စားလှယ်အဖြစ်မင်းမဟော်ကုမ္ပဏီအားလွှဲအပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုဒီကနေ့လေ့လာခွင့်ရလို့အထူးပဲကျေနပ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။ရှေ့ဆက်ပြီးတော့ရန်ကုန်မြို့တွင်းမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့အခမ်းအနားများကိုလည်းယခုလိုမျိုးတွားရောက်ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့အစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့နိုင်ငံလုံးမှမိဘပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။